Hello everyone, Zelia vlog လည်းမတင်တာကြာပြီပေါ့နော်ဒီတစ်ခါဗီဒီယိုလေးမှာ Zelia အကြောင်းပွဲတစ်ခုလုပ်ရပေါ့နော်ဒီပွဲမှာ concept အသေးစားလေးရှိရဆိုတော့ Zelia တငယ်ချင်းတွေနဲ့အကြောင်းစင်းတဲ့ချိန်မှာတွားခဲ့ပါတယ်ဆိုတော့စိတ်ဝင်စားတဲ့ဆိုရင်အဆုံးထိကြည့်ပြီးတော့မှ Zelia Facebook page နဲ့ YouTube channel ကိုလည်း follow and subscribe လုပ်ခဲ့ပေးကြပါဦးရှင်ပွဲကကျင်းပတာ4ရက်လောက်ရှိပြီပေါ့နော်ဒါပေမဲ့ Zelia တော့သွားခဲ့တဲ့နေ့ကနောက်ဆုံးရက်လည်းဖြစ်တဲ့ပြင်ကျောင်းဆင်းတဲ့ချိန်ဆိုတော့လမ်းမှာလူတွေအများများပါတယ် Zelia တို့ကျောင်းကညနေ9:00နာရီဆိုရင်အကုန်လုံးကျောင်းဆင်းတဲ့ချိန်ဆိုတော့လမ်းမှာကျောင်းတိုင်းနဲ့အရင်တိုးရပါတယ် We are just in front of the new mall. ပွဲကဒီအမဲအောင် store ထဲမှာကျင်းပတာပေါ့နော်အထဲမှာဆိုရင်လူတွေလည်းအများများပါတယ်အခုက2လပိုင်းမကြာခင်မှာလည်းຫນွေဥရတီရောက်တော့မှာဆိုတော့ကျောင်းမှာပန်းနေစပွင့်နေပါပြီလူတွေအများကြီးပဲအနေကနောက်ဆုံးရက်လည်းဖြစ်တော့လူတွေလည်းအများများတဲ့ပြင် store မှာပစ္စည်းလည်းအစုံရောင်းနေပေါ့နော်အင်ဂျီတွေ accessory တွေရဲ့ crochet နဲ့ပတ်သက်တဲ့ပစ္စည်းတွေရောပဲပေါ့နော်ပြီးတော့အနေကလည်း Valentine နေ့လည်းနေပြီဆိုတော့ band တွေရဲ့ပြီးတော့ Taro Mesh နဲ့တို့ရဲ့ Taro Redesign လည်းအများကြီးရှိပါတယ် Look like a dress Someone coming. အဲ့ဒါလေးကမျက်လုံးသားမှာအလှချေတာပေါ့နော်အစဲလေးအဲ့ဒါတစ်ခေါက်တော့ဆွဲဘူးတယ်အရန်လန်းကြိုက်တယ်သူတို့ဆွဲတော်တော်လဲတော်တယ်ပေါ့နော်အနေကဆွဲမလို့ပါပဲဒါပေမဲ့လူတွေလည်းအရန်များတာနဲ့အစဲလေးကမဆောက်ချင်တော့တာနဲ့ပဲမဆွဲလဲရပါဘူးပန်းညစတော်ဘယ်လေးပါဒါလေးကပါလဲဒါပါလေ blueberry ပါတဲ့နော် blueberry လေးပါဆာထက်တလုံး30နဲ့တော့မဟုတ်ချုံမလားတလုံး30ကူလာချမ်ပူးဆိုတာဟာလေဘယ်နှလုံးယူမှာလဲunless you pay 10k Okay. Oh, fine. Yeah. ဒီ game ကခွက်မှာ alphabet ကို Ramadan ရေးထားတယ်ပေါ့နော်အဲ့ဒါကိုအစင်းလိုက်ပြန်ချပေးရမှာဖြစ်ပါတယ်ဒါပေမဲ့သူပေးတဲ့အချိန်ကအရင်နဲ့တော့နိုင်ဖို့မလွယ်ဘူးပေါ့နော် Of vibration here at the grand stage of lovely professional university एक बार मैं फिर से सभी मैं भूली नहीं हंसी मुलाकात बेचैन करके मुझको मुझसे यूं ना फिर नजर जरा जरा महकता है आज तू मेरा အားပေးနေပြီညမှန်နဲ့နော်အစဲ
လီယာတို့အနည်းက8နိုင်လောက်ထိကျောင်းမှာအကြာကြီးနေခဲ့ပါတယ်ဒါပေမဲ့အနည်းကပွဲလဲရှိတော့ကျောင်းမှာကျောင်းသားရင်းနဲ့စီတော့မယ်ပေါ့နော်ဆိုတော့အဆုံးထိကြည့်ရှုပေးရတဲ့လည်းအားလုံးကျေးဇူးများတင်ပါတယ်ရှင်နောက် vlog တွေမှာအကုန်လုံးပြန်လည်ဆုံတွေ့ကြပါမယ်